အားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်အခု live video လေးကတော့လာမယ့်အပတ်9ရက်ကနေပြီးတော့13ရက်ထိနော်ဒါစိန်ပတ်တီစားတော့စိန်ပတ်တီလေးရယ်ပြိနှလုံးရယ်ကျွန်တော်တင်ကွက်လေးတွေပြောပြတော့မှာဖြစ်ပါတယ်ဒီလလာနေကြရင်ကျွန်တော်နေ့တိုက်တဲ့ဗီဒီယိုလေးတွေလည်းတင်ပြတော့မှာဖြစ်ပါတယ်ဒါတွေကတော့ဗုဒ္ဓဘူးမကျော်ဒါများပါတယ်တပတ်တာစိန်တပတ်စာစိန်ပတ်တီစာရုပ်ပတ်တီပရိပတ်တီပါတပတ်စာမပြောက်ပတ်တီဖြစ်ပါတယ်ရုံကြည်နဲ့ပတ်လို့ရပါတယ်မယုံကြည်ရင်လည်းတရားဝန်း200ဘုရားနေစပတ်ကြည့်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့အများကြီးပြောချင်ပါဘူးကျွန်တော်ကစေတနာအဖြစ်နဲ့ကျွန်တော် free တင်ပေးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးထဲမှာဝင်ပြီးတော့မှအရင်ပတ်တွေကတင်ပေးထားတဲ့ဗီဒီယိုလေးတွေကိုလည်းဝင်ကြည့်လို့ရပါတယ်ရင်ပတ်တွေရဲ့စိန်ပတ်တီးတွေလည်းအောင်ခဲ့ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုတော့နေ့တိုင်းကြည့်ရှုခြင်းနဲ့အပတ်တိုင်းစိန်ပတ်တီး free ပေးသွားတာတွေ brave free ပေးတာတွေကိုယူခြင်းနဲ့ကြည့်ရှင်နေဆိုရင်တော့ဗီဒီယိုလေးတွေကိုကူညီဝန်းရံတဲ့အနေနဲ့ like လက်မလေးနှိပ်ပေးပါ subscribe လေးတွေနှိပ်ပေးပါ view များ like and share လေးလုပ်ပေးပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်အခုကျွန်တော်ပြောပြသွားမယ့်စိန်ပတ်တီးလေးကတော့တစ်ပတ်တီးပဲဖြစ်ပါတယ်နော်တစ်ပတ်တီးမပြောက်ပတ်တီးပါတင်ခွက်ကတော့တစ်ခွန်တစ်ရှိတင်နပတ်တရင်တစ်ခွန်တစ်ရှိတစ်နဲ့တစ်တုံးဖြစ်ပါတယ်တစ်ခွန်တစ်ရှိတစ်နဲ့တစ်တုံးပါစာရိုးပရိတ်လေးရတော့တစ်လျှောက်ပရိတ်ဖြစ်ပါတယ်နော်ကျွန်တော်ပရိတ်ရဲ့ပတ်တီးပဲဖြစ်တယ်ကျွန်တော်ပတ်တီးရမပြောက်ပါဘူးတစ်လျှောက်ပရိတ်တစ်ပတ်တီးပါပရိတ်ကတစ်လျှောက်ပရိတ်ပါနော်တစ်လျှောက်ပရိတ်တစ်ပတ်တီးဖြစ်ပါတယ်တစ်နဲ့ပတ်သက်တဲ့မင်းကွက်လေးတွေကတော့ပရိတ်နဲ့ပတ်သက်တဲ့မင်းကွက်လေးတွေကတော့31ရယ်15ရယ်ဖြစ်ပါတယ်နော်31ရယ်15ရယ်ပါဒါတော့ပရိတ်နဲ့ပတ်သက်တဲ့တင်ကွက်လေး2ကွက်ပါအားလုံးပဲပေါက်ကြပါစေကံကောင်းကြပါစေဆုတောင်းပေးပါတယ်